Hasalia boipa miutian tantas kose. Haleluya. Tu nan mai kha karamu adok mi long te le anwam tuk mi along tuk mi long te kan hun ha in boipa ka tan thak ngai si chun alo na tong pa te ka chin du mi hi atu hi ban tu chan tha cham son loi chan kan thial tu pasta le Pavial te nang chonga tampi kalom ti mi hi un chinta du le atu mai kan te in ara khomi nan za pi chong a tampi kalom ti mi hi chim thang du mi si nang chonga pai pa ni a le in chho chwa an pe ko na se amen chun kha kamba lai hol le ni kha ko hol kha ka cho lai cha kan ma kha angai ya khaมาเทียมอุโลติขาตมปากันโนทันติสิสุโรดีเนดีชิงขาตมายามาอิกิโลจุนโรมิวกูชิลีกองจีเมงกลาเนี่ยปีสองเซลีจะนี่ที่ตายเอาผู้ส่งตัวพยาตะคิงดีจะนี่มันเนี่ยมาเปียงเลยตัวพยาตะคิงที่ที่นี้ดูကျွန်တော်တို့မှာလည်းပဲသူနည်းသူအမြင်ရှိတော်မူသောဘုရားသခင်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့အထင်းမှာအဘိဓုကလှောက်ရှားတယ်လေ။အဘိဓုကကျွန်တော်တို့အထင်းမှာအစဉ်အမြဲသိရှင်လှောက်ရှားတယ်လေဆိုရင်ကျွန်တော်တို့အထင်းမှာကဘုရားသခင်ကိုယ်တိုင်ကလှောက်ရှားတာဖြစ်တယ်။ဒါကြောင့်ကြည်သူတိုင်းကျွန်တော်တို့သိဖို့လိုတယ်။ယုံကြည်သူတိုင်းကသူအရာမျိုးကိုကျွန်တော်တို့စိတ်ဆဆနားလည်ဖို့လေလူတယ်ဒီလိုမျိုးကျွန်တော်တို့နားမလည်ခဲ့ဘူးဆိုရင်ကျွန်တော်တို့အသိရှင်ချင်းလက္ခဏာပုံအမျိုးမျိုးပြောင်းလို့ရတယ်လူရဲ့ကိုယ်ကာယလူရဲ့စိတ်လူစန္ဒလိုက်ချင်းမျိုးနဲ့ကျွန်တော်တို့အသိရှင်တတ်တယ်ဒါကြောင့်ကျွန်တော်တို့အမေနဲ့ဘုရားသခင်ဘုရားပဲကျွန်တော်အထင်မှာသိရှင်လှုပ်ရှားတယ်ဆိုတာကိုအမေတရိယာမြေဆိုလို့ရှိရင်ကျွန်တော်တို့ဘေးပုံဘေးနည်းနဲ့အသိရှင်ပြီးတော့မှဆောက်လိုက်ရမလဲဆိုတာကိုကျွန်တော်ဒီကနေ့ဒီအချိန်ခါသမယာမှာအနည်းငယ်တိုက်တွန်းလို့ဆိုလိုပါတယ်ပြီးတော့ကျွန်တော်ကြံပိုက်အကျွေးချေတာကစင်ယောဟာအခန်းကြီး30ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီယောဟန်အခန်းကြီး30ခုမှာဆိုလို့ရှိရင်အကြောင်းကိုရေးထားတယ်လေဆိုရင်ဆင်ယောဟန်ကသူ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှသူ့ထင်းနဲ့သူ့အကြောင်းကိုပဲရေးတယ်ဆိုတော့ကျွန်တော်အနည်းငယ်ကျွန်တော်ဒီအနိချက်ကိုကျွန်တော်အနည်းငယ်ပြောပြရစီအောင်ကျွန်တော်ကဒီမှာကဟိုအရင်ဆိုလို့ရှိရင်ဘူလက်တင်မှာထုတ်ပြီးအမေရိကန်ရေးတယ်ပြီးတော့ကျန်ပိုက်လေးဒီကိုအမေရိကန်တွင်းမှာအခုကျန်ပိုက်လေးတွင်းမှာမဟုတ်ဘူးဒီမှာဒီဘာလဲခေါင်းစဉ်လေးတွေ့မှာမဟုတ်ဘူးဒါကကျွန်တော်လေးမပေးခင်ဘူးပြီးတော့မှကျွန်တော်ရဲ့ခံချက်ကဘယ်လိုဖြစ်တယ်ဆိုရင်လူအိုက်ခေရင်နော်လူအိုက်ခေရင်ဟိုစကချီကကျွန်တော်ကိုမေးပြီးတော့မှကျွန်တော်ပေးမေးဆိုပြီးတော့မှအဲ့လိုမျိုးခံချက်ရှိတာအဲ့ဒါမျိုးမကောင်းဘူးကျွန်တော်ကပေးရမှာအမှန်ဆိုရင်အဲ့ဒါကကျွန်တော်ရဲ့အာနေချက်ဝန်ခံခြင်းဖြစ်တဲ့အားလုံးဒီခံကြပါပြီးတော့မှခေါင်းဆောင်တွေလည်းကျွန်တော်ကိုဒီခံကြပါလို့ကျွန်တော်တောင်းပန်ပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ခေါင်းစဉ်မရှိရင်လည်းပဲဖြစ်ဖြစ်ကျမ်းပိုက်မတိုက်ရင်လည်းပဲဖြစ်ဖြစ်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဝယ်ငှားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကျမ်းပိုက်လေးကိုကျွန်တော်အနည်းငယ်ကျွန်တော်တို့ဖတ်ကြရအောင်အားလုံးဖတ်နေကြလေဖြစ်တယ်ပြီးတော့မှသိပြီးသားလေဖြစ်မှာဆိုတော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်သိထိုက်တဲ့ကျွန်တော်လေ့လာနိုင်တယ်လို့ဟိုကျွန်တော်ဝင်စားချင်တာဖြစ်တယ်ဆိုတော့ဒီနေရာဘာဘယ်လိုပေါ်ပြထားတယ်လဲဆိုရင်ငါသူတို့ဒီငါစကားတန်ကိုနားထောင်၍ငါတို့တော်လိုက်ကြ၏သူတို့ကိုငါသိငါသူတို့ဒီငါစကားကိုနားထောင်၍ငါတို့တော်လိုက်ကြ၏သူတို့ကိုငါသိ၏သူချင်းဖြစ်သောယေရှုခရစ်ကိုတိုင်ကမင်းကြားချက်ဖြစ်တယ်ကျွန်တော်တို့ကို
ယေရှုကိုယ်တိုင်ကဘယ်လိုခေါ်တယ်လဲဆိုရင်သူလို့ဆိုပြီးတော့မှကျွန်တော်တို့ခေါ်ရတာဖြစ်တယ်။ဘာဖြစ်လို့သူလို့ခေါ်တယ်လဲဆိုတာအကြောင်းရှိတယ်။ယေရှုခရစ်ပုံဥပမာပြထားချက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျမ်းစာအုပ်ထဲမှာအားလုံးပေါ့ဥပမာပေးတာ။အဲဒီအဓိပ္ပာယ်မရှိတဲ့ဥပမာကိုလုံးဝမပေးဘူး။တကယ့်ကိုအဓိပ္ပာယ်ရှိတယ်ပြီးလေပြီးဆုံးတယ်အဲဒီအဓိပ္ပာယ်ရှိတဲ့အရာလေးနဲ့ယေရှုခရစ်ကအမြဲတမ်းဥပမာပေးတတ်တယ်ဆိုတာကျွန်တော်တို့နားလည်ဖို့လူတယ်။ဒါကြောင့်ဘာဖြစ်လို့အဲ့ဒီသူနဲ့ကျွန်တော်တို့ကိုနှိုင်းစင်တယ်လဲ။ဘာဖြစ်လို့စစ်နဲ့ကိုမနှိုင်းစင်တယ်လဲ။ပြီးတော့မှကျွေးကြီးလေးရှိတာပဲ။နွားကြီးလေးရှိတာပဲ။ဘာဖြစ်လို့အဲ့လိုမျိုးနဲ့မနှိုင်းစင်ခဲ့တယ်လဲ။ဘာဖြစ်လို့သူနဲ့နှိုင်းစင်ခဲ့တယ်လဲ။အဲ့ဒါသူရဲ့အလေးအထဒလိအကျင့်ဒလိပေါ့နော်။သူရဲ့ဘယ်လိုပြောမလဲဆိုရင်သူ့ရဲ့လွတ်ပုံလုံးနေကြဖြစ်နေကြအဲ့ဒီဟာကိုလုံးဝခရိယန်ရဲ့အစိတ်တာဘလို့ပုံဆောင်ဖြစ်တယ်လဲဆိုတာသူသိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုသူးနေနိုင်ဆိုတာဖြစ်တယ်ပြီးတော့မှသူးဆိုတာကတယောက်ထင်းနေလေမနေဘူးနော်တကောင်ထင်းနေလုံးဝမနေဘူးပြီလားဟုတ်လားနော်သူကတယောက်မဟုတ်ဘူးနော်တကောင်ပဲဘာဖြစ်လို့တယောက်လို့ပြောတယ်လဲဆိုရင်ခရိယာကြီးဟာသူဖြစ်တယ်ဒါကြောင့်တယောက်လို့ပြောတာနားလည်ကြတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီသူဟာတကောင်တည်းနဲ့မနေဘူးဆိုတာလေကျွန်တော်တို့သိဖို့လိုတယ်သူဟာအဖွက်တိုင်းနေတယ်အဖွက်အရှိတစ်ခုဖြစ်တယ်ကျွန်တော်တို့ခရိယန်ဆိုတာကအခုနကကျွန်တော်တို့ church mission အကြောင်းကိုလေကျွန်တော်တို့ကြားခဲ့တယ် church ဆိုတာကဘာလဲတိပိသားအများကြီးတိပိနေကြဖြစ်တယ် church ဆိုတာကျွန်တော်တို့ assembly of God လို့ခေါ်တယ် ecclesia green နဲ့ပြောမယ်ဆိုရင် ecclesia အဲ့တော့ကျွန်တော်တို့အားလုံးစုဝေးကိုဘုရားသခင်ကြီးစုဝေးကိုလူစုလူဝေးလို့ခေါ်တယ်။ဒါကြောင့်သူဟာလည်းပဲအဆုလိုက်နေတယ်။ပြီးတော့မှအဲ့ဒီသူထေးကတကြောက်လမ်းတွေပေါ်ပြီးဆိုရင်အဲ့ဒီသူကအဲ့ဒီအဆုထေးမှာမပါတော့ဘူး။သူစုထေးမှာမပါတော့ဘူး။ဒါကြောင့်မလို့ဒီဟာကကျွန်တော်တို့ကိုဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့နေရတယ်လေ။ကျွန်တော်ဟာသူတကယ်မှန်ကြလား။သူရဲ့အသိတာနဲ့ကျွန်တော်ကိုတကယ်ပဲအသိရှင်ဖြစ်သလားသူအသိတာကဲ့သို့ကျွန်တော်အသိရှင်ဖြစ်သလားယေရှုခရစ်ပုံဆောင်တဲ့ဥပမာပေးထားတဲ့သူနဲ့ကျွန်တော်အသိတာရှင်ပုံစံနဲ့ကိုက်ညီသလားအဲ့ဒါကိုကျွန်တော်တို့ရှင်းချင်းအောင်မေဖို့ကျွန်တော်ဒီအနည်းငယ်ကျွန်တော်လေ့လာနိုင်တယ်လို့ကျွန်တော်အနည်းငယ်ဟိုမှာပေးချင်တာဖြစ်တယ်ဆိုတော့ဒီသူနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အကြောင်းမပြောခင်လေးပေါ့ကျွန်တော်တို့ခရိယန်အသက်တာကျွန်တော်တို့ဝိညာဉ်ရေးရမှာဘယ်လိုလေ့ကျင့်ရမလဲဆိုတာလေကျွန်တော်တို့လူအပ်နေတယ်ဟိုအရင်ခေတ်တော့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ဘုရားသခင်ဘုန်းကြီးပါစေဆိုပြီးတော့မှကျွန်တော်ပြောတဲ့အချိန်မှာအာမင်လို့လည်းမပြောဘူးပြီးတော့မဘုန်းကြီးပါစေလို့လည်းပြောဖို့လည်းမသိဘူးပြောဘူးလားဟိုအရင်ကလူတွေဒီကောင်းကြည့်ကြလိမ့်မယ်ဘုရားသခင်ကောင်းမြတ်ပါတယ်ဘုရားသခင်ဘုန်းကြီးပါစေအာမင်လေးမပြောဘုန်းကြီးပါစေလေးမပြောဘာလေးမပြောဘာလေးမလို့လေးမထောင်ဘူးအခုခေတ်ဆိုလို့ရှိရင်ဘယ်လိုလုပ်တယ်လဲဘုရားသခင်စားရဘုန်းကြီးပါစေဘုရားသခင်နာမတော်ဘုန်းကြီးပါစေ praise the Lord ဆိုပြီးတော့ကျွန်တော်တို့ဒီလိုလက်ထောင်ပြီးတော့မှလက်ချီပြီးတော့မှကျွန်တော်တို့စကားပြောတယ်ပြီးတော့မှယေရှုခရစ်အကြောင်းကိုလည်းပဲကျွန်တော်တို့နာမတော်အကြောင်းကိုကျွန်တော်စားရချီးမြှောက်အောင်လက်ကိုကျွန်တော်တို့ချီးမြှောက်ပြီးတော့မှကျွန်တော်ပြောလို့ရှိတာကဘေကနေစတယ်လေဆိုရင်သတ်ရှင်တော်ဝိညာဉ်တော်အကြောင်းကိုတဖြည်းဖြည်းကျွန်တော်တို့အပေါ်မှာလွှမ်းမိုးလာတဲ့အခါမှာကျွန်တော်အဲ့ဒီဟာကိုတဖြည်းဖြည်းနဲ့လာတာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာနဲ့ပတ်သက်ပြီးတော့မှ Ephesus အခန်းကြီး9:10မှာပြောတယ်လို့ဆိုရင်ဖျားသခင်အလူတော်ကိုအပေရာဖြစ်တည်ကိုသင်ယူကြတော့အဲ့လိုပြောတယ်
ရားသခင်အလိုတော်ဟာအဘေအရာဖြစ်စီကိုကိန်းယူကြလို့ဘုရားသခင်အလိုတော်ဟာအခုနကျွန်တော်တို့ဘုရားသခင်သာရပုံကြီးပါစေဆိုတော့ဘုရားသခင်မလိုဘူးလားမကြိုက်ဘူးလားမနှိမ့်သိဘူးလားနှိမ့်သိဆိုတာဘယ်လိုသိလဲနော်အဲ့ဒါကိုကျွန်တော်ပြောချင်တာကဘာလဲနှိမ့်သိဆိုတာဘယ်လိုသိသလဲကျွန်တော်တို့အထေးကဝိညာဉ်ကစကားပြောတယ်အထေးမှာရှိတဲ့ဝိညာဉ်ကစကားပြောတယ်ဘုရားသခင်သာရပုံကြီးပါစေဆိုပြီးတော့မှပြောချင်းကကျွန်တော်တို့အလိုလိုစိတ်ပြောတယ်စိတ်ချတာတယ်ညီသိချင်းလေးရတယ်ဒါမှမဟုတ်ဆိုရင်ဘာဖြစ်လို့ပြောတယ်လဲအကျိုးမရှိပဲနဲ့ကျွန်တော်ပြောချင်တာပါလေဒီဟာဒီကိုကျွန်တော်တို့တဖြည်းဖြည်းလေ့ကျင့်ချင်းနဲ့ဖြစ်ပေါ်လာတဲ့လက္ခဏာတွေဖြစ်တယ်ဒါကျွန်တော်တို့မလေ့ကျင့်ပဲနဲ့ကျွန်တော်တို့ဘုရားသခင်စားပြီးဆက်လူတွေကထင်ရှားမင်းအောင်ကျွန်တော်တို့ကထင်ပေါ်ချင်းမရှိဘူးဆိုရင်ဘုရားသခင်ဘောတော်မထင်ရှားဘူးကျွန်တော်တို့အားလုံးကပြိဿအားလုံးကဘုရားသခင်ကိုလက်မြောက်ပြီးချီးမွမ်းမယ်ဆိုရင်ဘုရားသခင်စာကျဲထင်တယ်ဆိုတာလေကျွန်တော်တို့သိဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သူဟာဘယ်လိုပဲပုံရင်းနဲ့နေတယ်ကျွန်တော်တို့လေဒီထူနင်းအတိုင်းကိုကျွန်တော်တို့နေဖို့ဘုရားသခင်ကအလိုတော်ရှိတဲ့အတွက်ကြောင့်မလို့ယေရှုခရစ်ကထူနင်းသူကျွန်တော်တို့ကိုအသိရှင်တပ်တာအလိုတော်ရှိတဲ့အတွက်ကြောင့်မလို့သူနဲ့ကျွန်တော်တို့ကိုဥပမာပေးပြီးခံနိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်အနည်းငယ်ပြောချင်ပါတယ်အဲ့ဒီသူနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကြည့်တဲ့အခါမှာသူဟာဆိုလို့ရှိရင်တွားပုံတွားနင်းအတွားအလားကျွန်တော်တို့ကြည့်တဲ့အခါမှာသူဟာစိတ်ကဲ့သို့မဟုတ်ဘူးစိတ်ဟာတွားတဲ့အခါမှာလာတဲ့အခါမှာသူကတွားချင်းတလူဒီလူပဲတွားတယ်နော်နွားလေးဖြစ်နောက်လေးဖြစ်ကျွဲလေးဖြစ်သူတို့တွားချင်းနေရကိုမြစ်ပင်ကောင်းလေးနေတော့တွားတယ်စားတယ်ဟိုပဲတွားတယ်စားတယ်ဒီလိုပဲသူမင်းသမီးအားလုံးကိုတွားပြီးတော့မှအစိတ်ဆိုလို့ရှိရင်ဘာအကျွေးမှမကြောဘူးသူအကုန်စားတယ်အဲ့ဒါမှတ်မိကြလားမသိဘူးစိတ်ဆိုရင်ဘာအကျွေးလည်းမကြောဘူးအကုန်စားတယ်အဲ့ဒီတွားချင်းတလူဒီလူပဲဟူတွားဒီတွားဟူကွဲဒီကွဲတယ်သူကအဲ့လိုမဟုတ်ဘူးသူရဲ့တွားပုံတွားလင်းကရှစ်တက်မှာပဲသူကကြည့်တယ်ပြီးတော့မှသူရဲ့ကြည့်တာကဘာကိုကြည့်တယ်လဲဆိုရင်သူ့ချင်းကိုပဲကြည့်တယ်ခုဖိလေမကြိုင်ဘူးဒီဖိလေမကြိုင်ဘူးသူထင်းကိုကြည့်ပြီးတော့မှသူကတိတ်သွားတယ်သူဖြစ်တယ်ဒါကြောင့်သူထင်းကိုတိတ်ကြည့်ပြီးတော့မှပြော့မှတအားဆူးရင်းတယ်ပြော့မှတအားဆူးရင်းတယ်အဲ့ဒါတိတ်ကြည့်ပြီးတော့သူထင်းတော့ကိုလိုက်တယ်ဒါကြောင့်ဒီနေရာကကြည့်တဲ့အခါမှာသူတို့ဒီငါနှုတ်လိုက်ကြ၏တဲ့ငါအဖိုင်ကိုသိရွယ်ငါနှုတ်တော့လိုက်ကြကျွန်တော်တို့ခရစ်တော်ရဲ့အဖိုင်ကိုလေကျွန်တော်တို့ယနေ့အထိဘာမှမသိမမှတ်သေးတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ဘာဖြစ်လို့မမိတယ်လဲဘာဖြစ်လို့မသိကြတယ်ယနေ့ထိတိုင်အောင်ခရိယံဖြည့်ကကြားပြီးပြင်ပေါင်း20 30အခုတချို့လူတွေပြင်ပေါင်းဘယ်လောက်ရှိမလဲ90နော်ခရစ်တော်ရဲ့အဖန်ကိုတော့မှအခုအချိန်ကြီးမမှတ်မိသေးတဲ့လူဘယ်နှယောက်ရှိမလဲအဲ့တော့ကျွန်တော်တို့သိဖို့လိုတယ်ဥပမာပြောမယ်ဆိုရင်ဥပမာပေါ့နော်ချင်းပါကချင်းတို့ရဲ့အဖန်မှတ်မိလားမမှတ်မိသေးမနေဘူးဖုန်းနဲ့ပြောကြတဲ့ကဟုတ်တယ်မလားဒါချင်းတော့အဖန်ပဲကျွန်တော်တို့ရင်းနှီးတဲ့လူတယောက်ရဲ့အဖန်ကချက်ချင်းသိတယ်သူအဲ့ဒါသူကျွန်တော်ရဲ့မိတ်ဆွေကောင်းတယ်မဟုတ်လားကဲတခါမှမရင်းနှီးဘူးတဲ့လူမပြောဘူးတဲ့လူကဖုန်းလာဆက်ရင်သိလားတကယ်ချင်းนี่နာမည်ဘာလို့လဲပြောမှာပဲယေရှုခရစ်အဖန်ကိုကောင်းမမေ့တော်သူဖြစ်ဖို့ဘုရားအလိုတော်ရှိတယ်ဟာလေလုယာဟာလေလုယာဒါကျွန်တော်တို့ဘယ်လိုသိရမလဲ
ကျွန်တော်တို့ယဉ်ကျေးဖို့လိုတယ်သူထင်းနေကျွန်တော်တို့မယဉ်ဘူးတရွေ့ကာလပတ်လုံးကျွန်တော်တို့ဘယ်တော့မှအဆန်မမိမှလည်းမဟုတ်သိမှလည်းမဟုတ်ဘူးသူထင်းကိုကျွန်တော်တိကျွမ်းဖို့လေလူတွေဒါကြောင့်တစ်ဆယ်အခန်းငယ်လေးမှာလေဘယ်လိုပြန်ပြောလို့ဘယ်လိုပြန်ပြီးတော့မပေါ်ပြထားတယ်လဲဆိုရင်သူများကိုထုတ်သောအခါတဲ့သူများကိုထုတ်သောအခါသူတို့ရှေ့မှာတွား၍သူများဒီသူဤစကတန်ကိုကျွိုင်းသောကြောင့်လိုက်တတ်ကြ၏သူစကားကိုကျွိုင်းသောကြောင့်လိုက်တတ်ကြ၏ယေရှုခရစ်အသံလေးခုချင်းချင်းမမမီဘယ်လိုသွားမလဲဆိုတာလည်းမသိကျွန်တော်တို့ငုတ်တုတ်နေတာပဲငုတ်တုတ်ထိုင်နေတာပဲဒါကြောင့်မလို့ဘုရားသခင်ရဲ့အလူတော်ကိုအပေအရာဖြစ်စီကိုသိယူကြလို့ဒါတော့ကျွန်တော်တို့ပြန်ပြီးတော့မှယောစုအခန်းကြီးဒီခုနှစ်မှာပြောတယ်လဲဆိုရင်ကျွန်တော်တို့တစ်ချက်ဖတ်ကြရအောင်ယောစုအခန်းကြီးဒီခုနှစ်မှာဘယ်လိုဖော်ပြထားတယ်ဆိုလို့ရှိရင်ငါဤမိုးကျွင်မိုးရှိမာထာတော်တရားအတိုင်းကျင့်လေဟုဆောင်းဆောက်ခြင်းဟာအာယူ၍အလွန်ရင်းရခြင်းရှိလို့ဂျန်စီသမျှတို့၌အောင်မြင်မဲ့အကြောင်းထူတရားလမ်းထုတ်လိုက်တော့လေယာဖဲလေဝဲဖြစ်တော့မလွေးနေတဲ့ကျွန်တော်ယေရှုခရစ်ကျွန်တော်တို့ကေတင်ရှင်ကျွန်တော်တို့ဘုရားသခင်ကိုကိုယ်ရဲ့ဘုရားသခင်ကိုသာပဲကျွန်တော်တို့ဆက်ကြည့်စုဖို့ကျွန်တော်တို့ပုံမှန်ထားတာဖြစ်တယ်။ခုဖေးလေမလွေးရဘူးဒီဖေးလေမရရဘူး။တိတ်ကြည့်ဖို့တိတ်တွားဖို့ဘုရားသခင်အလိုတော်ရှိတယ်ဆိုတဲ့အကြောင်းလေးကိုသူသွားပုံသွားလာကိုကျွန်တော်ဒီနေ့ကျွန်တော်လေ့လာနိုင်တယ်လို့ပေါ်ပြချင်တာဖြစ်ပါတယ်။ပြီးတော့မှအဲ့ဒီသွားပုံသွားလာတဲ့အချက်ကတစ်ချက်နံပါတ်2အနေနဲ့ဆိုလို့ရှိရင်နေရွေးကိုသူကဘယ်လိုလုပ်တယ်လဲဆိုနေရွေးကိုသူဆိုရင်နေရွေးဟာသူပုံပြီးသားပဲဒီကျွန်တော်လည်းလမ်းသွားတယ်သူဆိုရင်သူ့ရဲ့နေရွေးကိုငကူကလေးကသူကဖုံးပြီးသားဖြစ်တယ်။ဘာဖြစ်လို့အဲ့လိုဘုရားသခင်ကဖန်ဆင်းထားတယ်လဲ။သူ့နေရွေးကိုဒီလိုဖုံးခြင်းဟာသူ့တခြားအတန်ကိုဖက်ကဒီဖက်ကမကြားမိအောင်သူ့ဒီအတန်ကိုသာကြားရဒီရှိကိုသာဒီနေရွေးကိုဒီလိုပဲလောက်တာသူ့ကိုသိချကြည့်ကြလာမသိဘူးနော်။လေ့လာမှုတွေလို့ရှိရင်သိမှာပါ။သူကဒီလိုပဲဖုံးဘူးဖေးသူထင်းရဲ့ဖေးကိုလှည့်ပြီးတော့မှဒီဖေးကပိတ်တာဒီလိုပဲသူထင်းရဲ့အတန်ကိုပဲကြားတယ်သူထင်းရဲ့အတန်ကိုပဲသူနားစွန်းတယ်အဲ့ဒီသူထင်းကဘယ်လိုပြောသလဲဆိုတော့ဘယ်လိုအော်တယ်ဆိုတော့အဲ့ဒီအတန်ကိုပဲနားစွန်းအဲ့ဒီအတန်ကိုနားစွန်းတယ်သူထင်းကဟိုဘက်ကနေတော့အော်ဆိုလေအဲ့ဒီနေရာဟိုပဲသွားတယ်ဒါကျွန်တော်တို့ခရိယာရဲ့အသက်တာမှာလည်းပဲကျွန်တော်တို့သူထင်းအစာဖြစ်တော်ယေရှုခရစ်အစာဟာကိုယ်ပဲကျွန်တော်တို့နားဆွေဖို့နှုတ်ကပတ်တော်ဘုရားသခင်ပြောထားတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်နားဆွေဖို့လိုတယ်အဲ့ဒီနားဆွေပြီးမှကျွန်တော်တို့နားထောင်ဖို့လေလူတွေဟေရှာယမှာပြောတယ်လေဟေရှာယက55မှာဘယ်လိုဖော်ပြထားတယ်လဲဆိုရင်နုညံတော်နာရှိ၍နားထောင်ကြတော့နုညံတော်နာရှိ၍နားထောင်ကြတော့နုညံတော်နာနဲ့လာ၍နားထောင်ကြတော့အဲ့လိုပြောတာနုညံတော်နာနဲ့လာ၍နားထောင်ကြတော့တဲ့အဲ့ဒီနာနဲ့ကြွဆိုတာကလည်းပဲကျွန်တော်တို့ဘုရားသခင်ရဲ့အစံတော်ဘ
ရားသခင်နှုတ်ကပတ်တော်ကိုသာကြားတတ်နိုင်ဖို့ဘုရားသခင်ကအလိုတော်ရှိတယ်ကျွန်တော်တို့နားကဘယ်လိုလဲမကောင်းတဲ့တိုင်းတစ်ခုခုဒီဘက်ကလည်းကြမ်းပြီးဆိုဘာစကားပြောတယ်ကောင်းပြောပေးပါလားကွာအဲ့ဒါကကြားချင်းတယ်အဲ့ဒါမျိုးကျွန်တော်တို့ဖြစ်တတ်တယ်နော်တခုခုလူတယောက်ရဲ့မကောင်းကြောင်းကိုပြောလိုက်ရင်ပူပြီးတော့ပြောချင်းတယ်အဲ့ဒါမျိုးဟာနားကဘာကိုဆွင့်ပြီးတော့မှနားထောင်ရမလဲဘုရားသခင်နှုတ်ကပတ်တော်ကိုနားဆွင့်ပြီးနားထောင်ဖို့ဘုရားသခင်အလိုတော်ရှိတယ်ဟူနားထောင်ဒီနားထောင်လေဘုရားသခင်ကအလိုတော်မရှိဘူးအဲ့ဒါကြောင့်သူကဲ့သို့အသိရှင်ဖို့ဘုရားသခင်အလိုတော်ရှိတယ်ဆိုတာနားကိုလည်းပဲသူကဲ့သို့သူချင်းရဲ့အသံကိုနားဆွင့်ကြစို့ဘယ်လိုပဲပုံနေနဲ့ကျွန်တော်တို့နေရတယ်လေဟိုအရင်ကအသိရှင်ပုံစံလေးကိုပြောင်းလဲပြီးတော့မှပုံသဏ္ဍာန်ပြောင်းလဲပြီးတော့မှအသိတော်အသက်တာနဲ့ရှင်ဖို့ရဘုရားသခင်အလိုတော်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အဲ့ဒီဖြစ်စေထားပြီးဖြစ်စေသူဟာအလက်အကျင့်ရှိတဲ့ဥစ္စာကပါလေဆိုရင်ထူးခြားမှုလက္ခဏာကသူဟာအဲ့တော့မေဆိုရင်လည်းသူ့ရဲ့လူကိုဒီလိုထောက်ပြီးမှခဏလေးနေမတူအဲ့တက်တယ်ဒီလိုမှပြန်ထားတဲ့အခါမှာလည်းပဲလူကိုထောက်ပြီးမှထားပြီးတော့မှသူချင်းကထုတ်တဲ့အခါမှာသွားလေချီတယ်ဒါကသူကလူထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ကျွန်တော်တို့ခရိယာအသိတာမှာလည်းပဲထပ်ပြီးဖြစ်စီအဲ့ဒီဖြစ်စီလူထောက်ပြီးကျွန်တော်တို့အသိရှင်တဲ့လူဘယ်နေရာများရှိပါမလဲဆိုတာကျွန်တော်အဲ့ဒါကျွန်တော်ထားတဲ့အခါမှာလည်းပဲတန်ကနေထားတာပဲကျွန်တော်စိတ်ပူဆူးတယ်တအားပြင်းနေကျွန်တော်အေးပြီးတော့မှကိုရောရေးဆိုပြီးတော့ဆွတောင်းထားတယ်နော်လူထောက်ပြီးမဆွတောင်းပေါ့ဟုတ်တယ်နော်ဒီနေရာကတော့ဘယ်လိုပြောသလဲဆိုရင်လူထုတ်ပြီးလူတိုင်းလူထုတ်ကြစေတဲ့နော်ဟေးအဲ့ဒီဆာလာမှာဆိုလို့ရှိရင်95မှာလူတိုင်းလူထုတ်ကြစေအဲ့ဒါကပြောမယ်ဆိုရင်လို့ကိုလို့ရမယ်ဥစ္စာမျိုးလူတိုင်းလူထုတ်ကြစေထောက်ရမှာဆွတောင်းတဲ့အခါမှာပြီးဥမာဆွတောင်းတဲ့အခါမှာတစ်ခါမှမတောင်းဘူးလေပဲအဲ့ဒါယခုကလည်းစပြီးတော့မှကျွန်တော်လူထောက်ပါရစေတခါတလေတော့အဲ့ဒါမျိုးကိုလေအလက်အကျင့်လုပ်ပေးဖို့လုပ်တယ်ဘာဖြစ်လို့လဲဒါဝိညာဉ်ရေးကြောင့်လေ့ကျင့်ဖို့အမှန်တအရေးကြီးတယ်ကျွန်တော်တို့ကိုကာယအတွေ့ကိုကြားမှစေဖို့ညာလေ့ကျင့်ပေးတယ်မို့လားလေ့ကျင့်ခံလုပ်တယ်မို့လားပန်းချမှာသွားပြီးတော့မှဒီလူလုပ်တယ်ဒီလူလုပ်ပေးတယ်မို့လားမလုပ်တဲ့လူတွေလည်းပဲကျူစားပြီးတော့မလုပ်ရတယ်ကိုကာယအတွေ့ကိုတော့မှအလက်အကျင့်ရှောင်လုပ်ပေးတယ်မို့လားဝိညာဉ်ရေးအတွေ့ကိုကျွန်တော်တို့မပြင်းရဲ့မပြင်းချစို့လုပ်ပေးရင်ကျင့်သားရသွားမယ်ကျင့်သားရသွားရင်လွေသွားလိမ့်မယ်အဲ့လိုကျွန်တော်တို့ကဝိညာဉ်ရေးရကိုလေ့ကျင့်ပေးဖို့အမှန်တိုင်းလိုအပ်နေတယ်ဒါကဘုရားသခင်အလိုတော်အကြဆုံးဖြစ်တယ်ခရိယာရအသိတာမှာဆိုလို့ရှိရင်အရေးကြီးဆုံးတော့ချက်ကဆုတောင်းခြင်းပဲဖြစ်တယ်အခုမီရှင်အကြောင်းကိုကျွန်တော်တို့ပြောတဲ့အခါမှာမီရှင်အကြောင်းဟာဆုတောင်းခြင်းနဲ့စပါတဲ့ဝိညာဉ်ဘက်ခင်တွေကအဲ့လိုပဲပြောကြတယ်ငွေကြီးကြီးလေးလည်းမဆန်းနဲ့စိမ့်စိမ့်ဥစားလေးလည်းမဆန်းနဲ့နေ့ပြည်ရန်လေးလည်းမဆန်းနဲ့နေ့ဒီကရင်လေးမဆန်းနဲ့ဘာနဲ့ဆက်ရမလဲဆိုရင်မီရှင်လုပ်ဖို့ကဆွတောင်းခြင်းနဲ့စပါတဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီသူရဲ့အသက်ရှင်ပုံလူထုတ်ခြင်းထားတဲ့အခါမှာတော့၎င်းအဲ့ဒီအခါမှာတော့၎င်းလူထုတ်ခြင်းနဲ့ဆန်တဲ့ဘုရားသခင်ကူးကွယ်ခြင်းဆိုတာဟာကျွန်တော်တို့လုံးဝမမေ့သင့်ဘူးဆိုတာကျွန်တော်တိုက်တွန်းမှုဆော်လိုပါတယ်ပြီးတော့ဒီနေရာနံပါတ်၄ချက်အနေနဲ့ဆိုလို့ရှိရင်သူဒီလမ်းရွေးသည့်အခါအော်လေးရှိတတ်တယ်ဆိုတာကျွန်တော်တို့သိရတယ်သူကလမ်းရွေးတဲ့အခါမှာပဲအော်တတ်တယ်
ကျွန်တော်တို့ကလမ်းလွဲတဲ့အခါမှာဘယ်လိုဖြစ်တတ်တယ်လဲပေါင်းဆောင်တတ်တယ်လုံးဝကွဲသွားတယ်နော်ကျွန်တော်တို့အဲ့ဒီသူဟာလမ်းလွဲတဲ့အခါမှာသူတယောက်ချင်းနဲ့လမ်းလွဲသွားပြီသွားတဲ့အခါမှာသူကဟာအခွင့်ရှိမှမနေတော့တဲ့အခါမှာသူကစူးရင်ပူပန်ပြီးတော့မှအော်တတ်တယ်ကျွန်တော်တို့ကစူးရင်ချင်းကိုလုံးဝမေ့ပြီးတယ်အသိအဖွဲရှိကတည်းကခုကလမ်းလွဲသွားပြီဆိုရင်သူပူပြီးတော့မှပိတ်ထားချင်းတယ်တခုခုမကောင်းမှုအရာကိုကျွန်တော်တို့လုပ်တဲ့အခါမှာပူပြီးတော့မှပိတ်ထားချင်းတယ်မပိုးလွင်စိတ်ချင်းဘူးချိန်ရှားဖို့ကကျွန်တော်တို့ကရှက်လိရှက်တယ်ဟုတ်တယ်မလားကျွန်တော်တို့အော်ရင်ဘာသခင်ကတော့ချက်ချင်းလာမှာပဲကျွန်တော်တို့ရှိဖို့ဒါကြောင့်မလို့ယေရမိအခန်းကြီး33မှာပြောတယ်ငါ့ကိုခေါ်လို့ငါထုံးပြီဟာလေလုယာဘုရားသခင်နာမတော်သားကြီးပြုကြပါစေဟာလေလုယာဘာဖြစ်လို့ကျွန်တော်တို့လမ်းနေတဲ့အခါမှာကျွန်တော်လမ်းလေးသွားပြီဆိုပြီးတော့မှစိုးရင်ချင်းလေးမရှိဘဲနဲ့ကျွန်တော်တို့ဘာမှလည်းမထင်ဘဲနဲ့ကိုလူချင်းတလူပူပြီးတော့မှပုံးချင်းပြီးတော့မှကျွန်တော်တို့ဆောင်ရွက်တတ်တော့ဆင်းနှလုံးရှိတယ်ကျွန်တော်တို့ဘုရားသခင်ရဲ့သားဆိုတာကျွန်တော်တို့တကယ်ဆင်းနှလုံးသားထဲမှာယုံကြည်ခြင်းရှိမရှိကိုရှိစေပါဒါတကယ်အမှန်အရေးကြီးတယ်ပြီးတော့အချိန်ကလေးတွာလာတယ်ဆိုတော့ကျွန်တော်တရားဟောမယ်ဆိုလို့ရှိရင်ဟောချင်တာကကြာကြီးဟောချင်တယ်တနေ့ကုန်ဟောရင်လေးပဲပြီးမှမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်နှစ်နှစ်တစ်ခါလောက်ရတဲ့ခွင့်အရေးကနေတဲ့အစီမမဟုတ်လားနေတဲ့စီမမဟုတ်တဲ့ခါကျတော့ပင်စင်တဲ့ခါမှာလည်းပဲကျွန်တော်မူလင်းပုတ်ကိုကျွန်တော်ပင်စင်ချင်းတယ်ဒါနဲ့ကျွန်တော်တို့အဲ့လိုမျိုးဖြစ်တော်လည်းပဲအချိန်ကလည်းပဲကျွန်တော်တို့စကားပြောလာတဲ့ခါကျတော့အချိန်ကိုလည်းကြည့်တဲ့ခါမှာစိတ်ကတုံလာတယ်ဟိုကအမျိုးမျိုးတော့ကဖြစ်လာတယ်ဒါကြောင့်မလို့ကျွန်တော်ခြုံပြီးတော့မှလည်းကျွန်တော်တရားဟောချိန်ပါပဲ။ဘာလဲဥပဒေဆိုရင်ကျွန်တော်အခုကျွန်တော်တို့တရားဟောတဲ့နေရာမှာလည်းပဲကျွန်တော်အနည်းငယ်ပြမျိုးကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာပြင်ဆင်နေတဲ့အချိန်မှာတရားဟောတယ်ဆိုတာလေတအားဟိုကျွန်တော်တို့ဆိုလို့ရှိရင်ဟိုရန်ကုန်မှာဆိုရင်ခဏနေ့တိုင်းကိုတရားဟောတယ်လို့ပြောရင်မမားပါဘူး။ဘာဖြစ်လို့ဆိုရင်အဝင်ကလေးတွားပြီးတော့မှဟောရတာဟုတ်။ဟောတဲ့အချိန်မှာတစ်ခါမှမရှိတာ။အဲ့လိုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့နှစ်နှစ်လို့တနည်းလုံးနဲ့တစ်ခါကြုံရတဲ့ဥစ္စာကအများကြီးဟောဆရာရှိတာဘူး။အဲဆိုနောက်မှအဲ့လိုမျိုးပြန်ပြီးတော့မှအချိန်မပေးမှဆိုလို့လေကျွန်တော်စိုးရင်မိတယ်။အဲဆိုလို့အတားတူလေးနေလေကျွန်တော်ဟောချင်းတယ်ပြီးတော့မှဘာလဲဆိုလို့ရှိရင်တရားဟောတာကလည်းပဲခုနကကျွန်တော်တို့ခက်မှာသွားတဲ့အခါမှာတကိကိုတရားဟောကောင်းတဲ့နော်တရားဟောချက်တွေကိုကျွန်တော်နားထောင်တဲ့အခါမှာပြီးတော့တရားဟောချက်ကောင်းတဲ့ဟာတွေကိုကျွန်တော်နားထောင်ဝတ်လာတဲ့အခါမှာကျွန်တော်တို့ကပြန်ပြီးတော့မှအဲ့ဒီဒီပင်ဟာတွေကိုပြန်ဟောတဲ့အခါမှာစိတ်မကောင်းတဲ့ဟာတွေကိုကျွန်တော်တို့မနားမထောင်ချင်ဘူးလေဒါအနာခါတတ်တယ်ဒါလူကြီးသဘောသဘာဝဆိုတော့ကျမ်းစာကလည်းပြောတယ်မဟုတ်လားပိုက်ပြီးတော့သူဒီဗျာလက်ပုတ်တော်မှာခါစေအဲ့လိုဖြစ်မှာဆိုလို့လေကျွန်တော်စိုးရင်မိတယ်ဒါကြောင့်မလို့ကျွန်တော်လည်းခုနဟောချင်ရင်လေအကြာကြီးတော့မဟုတ်ဘူးကျွန်တော်သတိထားပြီးတော့မှဟောမယ်ဆိုပြီးတော့မှကျွန်တော်ပြောချင်တာဖြစ်တယ်ပြီးတော့မှနံပါတ်5အနေနဲ့သူဟာမိမိကိုယ်ခန္ဓာနဲ့ဘူးတကောင်ကမိမယ်ဆိုရင်လုံးဝနေလို့မရဘူးသူရဲ့အကြောင်းလေ့လာဖို့လေလို့သိမှာပါနော်အဲ့ဒီသူဟာဒီအထဲမှာဆိုလို့ရှိရင်ကတ်နေပြီဘူးတကောင်ကကတ်နေပြီဆိုလုံးဝနေလို့မရဘူးကျွန်တော်တို့ခရိယာစစ်တာကိုကြည့်မိဆိုလို့ရှိရင်တခုခုပုကလာရင်ပုကချင်းစေဒီချစ်တော်မှာနေမြောက်တကောင်ဖေးမဟုတ်ဘဲနဲ့လေကကောင်ကိုင်ပုတော့အဲ့လိုကျွန်တော်တို့ဖြစ်ချင်းစေရှိတဲ့ခရိယာအစစ်တာမဖြစ်ဖို့အင်မတန်အရေးကြီးတယ်ဘူးဟာဘူးတကောင်ကသူ့အထဲတော့သူ့ရဲ့အမွေအောက်မှာဒီလိုကတ်နေပြီဆိုလုံးဝနေလို့မဒီလိုလိမ့်နေတာဒီလိုလိမ့်နေတဲ့အခါမှာသူ့ချင်းကတွားပြီးတော့ဘာတခုခုဖြစ်တယ်သူကတော့ပြီးတော့အမွေကိုဒီလိုလုပ်ပေးတဲ့အခါမှာဘူးတကောင်ကိုတွေ့အကုန်လုံးဘူးစားတဲ့အခါမှာသူကငင်းအောင်နေတတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလည်းပဲအပြည့်နဲ့ပတ်သက်ပြီး
ကျွန်တော်တို့စိတ်မငြိမ်ဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်ကျွန်တော်တခုခုလုံးမိရင်မနေတာမထိုင်တတ်အောင်ကျွန်တော်တို့ရှင်းချင်းဖို့လိုတယ်ကျွန်တော်ဒီဟာလုံးမိပြီဟာဘုရားသခင်ရှင်းမှာကျွန်တော်ဒီဟာကသိမ့်တော်သလားမသိမ့်တော်ဘူးလားပြီးတော့မှဇောဟန်စင်ယောဟန်ကဘာပြောသလဲဆိုရင်စင်ယောဟန်ပထမစာဆောင်အခန်းကြီး9:10ငါရှစ်ထင်တယ်နော်ဒီနေ့ဆိုတာကကျွန်တော်မှားသွားတယ်ငါစစ်ဘုရားသခင်သားရှိသမျှသောသူတို့သည်လူစရိုက်ကိုမပြုတ်တတ်အဲ့လိုပြောတာကျွန်တော်လူစရိုက်ပြုတ်တတ်သလားမမေးနဲ့ကျွန်တော်တို့လူစရိုက်အရန်ပြုတ်တတ်တယ်ဟုတ်တယ်နော်ထင်တဲ့အတိုင်းကျွန်တော်အကောင့်ထိပေါ်ချင်တဲ့လူတွေပဲညနေကစဉ်းစားတဲ့ဟာဒီလိုမနေ့ပြန်အကောင့်ထိပေါ်ချင်တဲ့လူတွေပဲအဲ့လိုမျိုးဘုရားသခင်ကမလူချင်ဘူးမနှိမ့်သိဘူးဘုရားသခင်ကတော့ဘယ်လိုနှိမ့်သိတယ်လဲအပြစ်ကိုဆောင်လွှဲတတ်သောသားသမီးများခရိယံဖြစ်ဖို့ဘုရားသခင်လူတော်ရှိတယ်ဟာလေလုယာဘုရားသခင်ကြောက်ရွံ့ခြင်းဆိုတာဘာလဲအပြစ်ကိုဆောင်လွှဲခြင်းပဲဖြစ်တယ်ကျွန်တော်တို့ခရိယံအသက်တာအမေချင်းဖို့မနာအရေးကြီးတယ်ဒါကြောင့်မလို့မိတ်ဆွေခုကလေးကနေကျွန်တော်တို့အသက်တာကိုပုံသဏ္ဍာန်ပြောင်းကြစို့သူကဲ့သို့ကျွန်တော်အသက်ရှင်တတ်ဖို့ကျွန်တော်တို့ကြိုးစားကြစို့အားထုတ်ကြစို့မပြင်းနဲ့ကျွန်တော်လည်းမပြင်းတော့ဟုတ်တယ်နော်မပြင်းကြစို့ကျွန်တော်တက်တွင်းချင်တယ်ပြီးတော့နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်သူဟာကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာသူအမွေးကြီးတဲ့အခါမှာမင်ဘူးလေးလို့ရှိမှကျွန်တော်Facebook မှာကျွန်တော်ကြည့်ရတယ်ကြိုကြည့်ပါကြိုကြည့်ပြီးတော့မှကြိုကိုလည်းကျွန်တော်ပြတ်ခဲ့တယ်ဟိုတနေ့ကအဲ့တော့အမွေးကြီးတဲ့အခါမှာနော်လုံးဝမမြင်ဘူးတခါမအော်ဘူးအားရအောင်ဆိုလည်းလုံးဝကိုမအော်ဘူးကျွန်တော်ငငယ်လုံးကအမေကြီးရဲ့အဲ့ဒီကျွန်တော်ကရုံးကြီးလုံးကလေကျွန်တော်ကရုံးကြီးတာကဓာတ်နဲ့ကရုံးကြီးတာမလေးဓာတ်နဲ့လည်းမဟုတ်ဘူးကြည်စားရတာဟာငူသားမမင်းနဲ့ငိုနေတော့ပြီးဖိခါနေပြီမပြီးဘူးလူကရုံးကြီးတာနော်အဲ့လိုကရုံးကြီးပေးတာတအားနာတယ်ကျွန်တော်ပြောချင်တာပါလေတအားနာတယ်မအိုဘင်းနေဘယ်လိုနေတတ်တယ်လဲသူအမွေးကြီးတဲ့အခါမှာသူကလုံးဝမမြင်ဘူးမလုံးဝမအော်ဘူးကျွန်တော်တို့ဒီလည်းပဲသူနေသူပဲတခုခုကျွန်တော်ကြောင်တွေ့ခဲ့တော့လူခါရောက်ခဲ့တော့ကျွန်တော်တို့ဘုရားသခင်ကိုပဲမျှော်ကြည့်ကြစို့ညီမှုစွာနေပြီးတော့မှအသိရှင်ပြီဆိုလို့ရှိရင်ဘုရားသခင်ကျွန်တော်တို့ချမ်းသာခြင်းကိုပေးမှာဖြစ်တယ်ဟာလေလုယာအာမင်ပြီးတော့ကျွန်တော်နံပါတ်6အနေနဲ့ပေါ့နော်နံပါတ်6အနေနဲ့ပြန်ပြီးတော့မှပြောချင်တာဗာလဲဆိုလို့ရှိရင်စားတဲ့အခါမှာသူကဘယ်လိုစားပုံစားလဲသူစားတဲ့အခါမှာနော်သူဟာတန်စင်လာစားတဲ့အရွက်ဒီကိုသူစားချင်တာပြီးတော့စားတတ်တယ်အဲ့လိုမျိုးကိုပြီးတော့မှစက်တင်နေမိမှာရုံမှသာသူကစားတယ်စိတ်လို့မဟုတ်ဘူးနွားလူကျွဲလူလည်းမဟုတ်ဘူးနွားတွေကသွားတဲ့အခါမှာပုတ်ဆိုပြီးတော့မှနော်ကြိုက်ပြီးတော့မှသူတို့သွားတယ်သူကအဲ့လိုမဟုတ်ဘူးသူထင်းပြတဲ့နေရာကိုပဲတေးတော်ပြီးတော့သူထင်းကစတင်နေရောက်တဲ့အခါမှာဒီနေရာကိုစားဖို့သူပေးထားတဲ့နေရာမှာပဲသူခြေချပြီးတော့မှစားတာကျွန်တော်တို့ဒီလည်းပဲဒီဘုရားချောင်းကိုရောက်တဲ့အခါမှာငြိမ်ဘူးဆိုတာတော့ကပတ်တော်ကိုကျွန်တော်စားဖို့လူတယ်အာမင်ဟာလေလုယာကျွန်တော်တို့ကပတ်တော်စားတဲ့အခါမှာဟူစင်းစားဒီစင်းစားနဲ့နော်လောက်တယ်နော်အဲ့ဒါအမျိုးမျိုးကိုဟိုဖက်ကိုရောက်ပြီးတော့မှဒီပြကြတာကတခုနှစ်ခုလေးပဲကြားတယ်အများကြီးဟိုဖက်ကအကုန်လုံးဟိုဖက်ကပါသွားပြီစားတဲ့အခါမှာမင်းအောင်စားတယ်စားပြီးပိုက်ပြီးဆိုရင်သူရဲ့အသက်ရှင်ပုံကဘယ်လိုနေသလဲပိုက်ပြီးဆိုရင်သူကခုံတယ်ကခုံတယ်ကျွန်တော်ကပတ်တော်ကိုပိုက်ပြီးတဲ့အခါမှာလည်းပဲခုံလည်းမခုံတော့ဘူး
နှုတ်ကပတ်တော်ဝါတဲ့ခါမှာလည်းဝတ်ကြောင်းလေးကျွန်တော်တို့မသိဘူးမထင်ကြဘူးဒီတိုင်းမင်းနေလေသွားတယ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့စားပြီးကျွန်တော်နှုတ်ကပတ်တော်ကိုခံယူပြီးပြီဆိုရင်ကျွန်တော်တို့ဝတ်အောင်စားပြီးပြီဆိုရင်ဘသူကမှမပြောဘဲနေရမလဲသူအရာတိပြောတဲ့ဟာကဘာရှိသေးတယ်လဲလောကီစီစဉ်ကကျွန်တော်တို့ပြောဆိုရင်မဟုတ်ဘူးလောကီငွေရေးကြေးတိုက်ဒီကားတွေကကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းအစစ်မဟုတ်ဘူးခဏလေးပဲတည်တယ်နှုတ်ကပတ်တော်ဆိုရင်ထာဝရတည်တော်နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဟေရှာယကဘာပြောတယ်ငါစကားကိုနားထောင်၍ကောင်းသောအစာကိုစားကြလောတဲ့ငါစကားကိုစစ်နားထောင်၍ကောင်းသောအစာကိုစားကြလောသူ့ပြုရင်မိမိဝိညာဉ်သည်မိမိကိုမိမိမွေ့ဆိုစေလိမ့်မယ်တဲ့ဒီဝိညာဉ်ဟာကိုဟာကိုမွေ့ဆိုစေဖို့အလုံးဟာနှုတ်ကပတ်တော်ကိုကျွန်တော်တို့မြင်အောင်စားဖို့လုပ်တယ်ပြီးတော့ယေရမိမှာပြောတယ်ဆိုလေယေရမိုယာအခန်းကြီး15-16မှာနှုတ်ကပတ်တော်ကိုတွေ့တဲ့အခါမှာစားတယ်လို့ပြောတယ်နော်ဒီဗမာကျမ်းစာမှာဆိုလို့ရှိရင်တော့ခံယူပြီးအဲ့လိုပြောတယ်အင်္ဂလိပ် version မှာပြန်ကြည့်အဲ့ဒါစားပြီးမှကျွန်တော်ရဲ့နှလုံးသားထဲမှာဝမ်းမြောက်ခြင်းကိုဖြစ်စေတယ်နှုတ်ကပတ်တော်ကိုစားတော်သူဒီဝမ်းမမြောက်ဘူးဆိုရင်ကျွန်တော်တို့ကမခုံတက်ဘူးဆိုရင်ကိုဟာကိုစစ်စစ်ပါကျွန်တော်ရဲ့အထိမ်းမှာဘာရောဂါရှိတယ်ပြီးတော့ကျွန်တော်တို့စားတဲ့အခါမှာဝါလေဝဒီသားနဲ့မထွားခဲ့ဘူးဆိုရင်မကြီးထွားဘူးဆိုရင်ကျွန်တော်ဟာဘာကြောင့်ထွားတယ်မထွားခဲ့ဘူးဒီတိုင်းပဲနေရတယ်အစင်စားဖို့လိုတယ်စိတ်ချင်းကြပါစိတ်ချင်းကြဆိုကလေးကို3နှစ်လောက်အစာကျွေးပြီးတော့မှဒီတိုင်းပဲထိုင်နေမယ်ဆိုရင်စိတ်ကောင်းပါမလားကျွန်တော်တို့ဘယ်တော့မှစိတ်မကောင်းဘူးကျွန်တော်ရဲ့ကလေးကဘာဖြစ်တယ်လဲကျွန်တော်စိတ်ယုံပို့ရင်ကောင်းမှာပါအစ္စရေးရရင်ကောင်းမှာအဲ့လိုစိတ်ချင်းမှာအဲ့လိုမျိုးမရှိဘူးလားချစ်ကင်လောက်ချင်တယ်ဒီကလေးကဘယ်လိုဖြစ်ဖြစ်သမီးတို့စားတယ်သူကပိုက်အပိစားနေတယ်ကွာဒါပေမဲ့ဘာမှမထွားဘူးဒီတိုင်းလေးဖြစ်နေတယ်တခုခုမြတ်ချွင်းချစ်ရှိမလားရှိမလားဆိုပြီးတော့မှစံတရားရှိမှာပဲအဖေမိကြီးကဒူရင်းတူကျွန်တော်တို့နှုတ်ကပတ်တော်ကိုအများကြီးကြေးရုံနေတာလေမပြီးဘူးအများကြီးကြားရုံနေတာလေမပြီးဘူးအေးဒီနှုတ်ကပတ်တော်ကြားတဲ့ဥစ္စာကကျွန်တော်တို့အဲ့ဒီနှုတ်ကပတ်တော်အတိုင်းကိုကျွန်တော်တို့ဘယ်လိုအသက်ရှင်တယ်လဲအင်မတန်ကြီးကြီးလေနှုတ်ကပတ်တော်ကိုကြားပြီးတော့မှအဲ့ဒီအတိုင်းကိုပဲအသိမရှင်ခဲ့ဘူးဒီတိုင်းပဲပြီးထားတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီနှုတ်ကပတ်တော်ကိုကြားတဲ့ဥစ္စာကဘာအကျိုးရှိအောင်မလဲကျွန်တော်တို့အသိတဝိညာဉ်ရေးရအတွေ့ကျွန်တော်တို့အကျိုးမရှိဘူးပြီးတော့ကိုဝိညာဉ်လေးပဲမိမိကိုမိမိမွေးလျော်ခြင်းမရှိတော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကြားတဲ့နှုတ်ကပတ်တော်ကိုအဲ့ဒီကြားတဲ့အတိုင်းကိုကျွန်တော်တို့အသိရှင်တတ်ဖို့ဘုရားသခင်အလိုတော်ရှိတယ်ဒါရောမအခန်းကြီး7မှာပြောတယ်ဆိုလို့ရှိရင်အခန်းကြီး2မှာနော်တိနှစ်3မှာကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်တိပါပါစိတ်နှလုံးအသိပြုပင်ခြင်းစိတ်နှလုံးအသိပြောင်းလဲတဲ့ပုံသဏ္ဍာန်ပြောင်းလဲခြင်းတော်ကြောင့်ချက်ပုံကလို့ပြောထားတယ်ကျွန်တော်ပုံသဏ္ဍာန်လေးမပြောင်းလဲဘူးကျွန်တော်ခရိယာဖြစ်ကြောင်းကိုလည်းကျွန်တော်တို့ကဘသူကမှနော်မထင်မရှားနိုင်ဘူးအဲ့လိုမျိုးကျွန်တော်တို့အသိရှင်ဖို့ဘုရားသခင်ကအလိုတော်မရှိဘူးဆိုတာကျွန်တော်တိုက်တွန်းလို့ဆိုချိန်ပါပဲဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးစားတဲ့အခါမှာစားတော့မကောက်ဘူးနှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာကြားရုံမကောက်ဘူးကျွန်တော်နှုတ်ကပတ်တော်ကိုအလွတ်ကျတဲ့အခါမှာကျတာနဲ့ဒီတန်းကိုမပြီးထားနဲ့ပြန်နေပြီးတော့မှစင်ချင်းအောင်မဲ့ဖို့လူတယ်စင်ချင်းအောင်မဲ့ဖို့လူတယ်စင်ချင်းတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ကအသိရှင်လာလိမ့်မယ်သူကလည်းပဲအဲ့ဒီစတဲ့နေမိကြဝတ်စားပြီးမှသူအင်းကိုပြန်တဲ့အခါမှာအဲ့ဒီစမြုပ်ပြန်တယ်သူကစမြုပ်ပြန်တယ်စမြုပ်ပြန်ပြီးတော့မှဝါတယ်
ဝါပြီးတော့မှကြေငင်းဝါပြီးသားကိုသူဘိုက်သေးမှာထိပြီးမှအဲ့ဒီဘိုက်သေးမှာထိတဲ့ဥစ္စာကိုသူ့ရဲ့အသွေးအစာသူ့ရဲ့ကိုယ်ခန္ဓာထွားကြိုင်ဖို့ဖြစ်စေတယ်ကျွန်တော်ဝိညာဉ်ကြီးရလည်းပဲသူနည်းသူကျွန်တော်တို့စဉ်းစားစဉ်းချင်းအောက်မေ့ချင်းမရှိဘဲနဲ့ဤတိုင်းကိုကျွန်တော်တို့ထားပြီးမယ်ဆိုရင်ဝိညာဉ်ရေးရာကြီးထွားမှုဆိုတာမရှိနိုင်ဘူးဆိုတာလေကျွန်တော်တိုက်တွန်းလို့ဆိုလိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီသူ့ရဲ့အသက်တာဟာကျွန်တော်တို့ခရိယာန်ရဲ့အသက်တာနဲ့အင်မတန်မှဟန်းစင်ကောင်းတဲ့သရဝါဖြစ်တဲ့အတွက်ကြောင့်မလို့ယေရှုခရစ်ကကျွန်တော်တို့ကိုသူလို့ခေါ်သမုတ်ခြင်းခံရတယ်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့မျိုးသူအစစ်အမှန်ဟုတ်မဟုတ်ကိုယနေ့ကနေစပြီးတော့မှအသိစိတ်တဘောကျွန်တော်တတ်တွေ့လို့ပါတယ်သူရဲ့အလေအထသူရဲ့အသိရှင်ပုံရှင်ရင်းသူရဲ့လက္ခဏာအတိုင်းကိုပဲသူကအသိရှင်သွားမှာဖြစ်တယ်သူဟာလည်းပဲအဲ့ဒီသူကသူဖြည့်တဲ့စိတ်မှာလုံးဝမယောနှောဘူးစိတ်မှာယောနှောမယ်ဆိုလို့ရှိရင်သူဆိုတဲ့တန်ဖိုးကရောက်သွားပြီပြီးတော့မှအမင်းလည်းမတော်တော့ဘူးတကယ်လေးကြည့်လို့လည်းမထားတော့ဘူးဒါကြောင့်မလို့ကျွန်တော်တို့သူဆိုရင်သူနေရာမှာကောင်းနေတတ်ဖို့ဘုရားသခင်အလိုတော်ရှိတယ်ခရိယာဆိုရင်ခရိယာဘီနဲ့ကျွန်တော်တို့အသက်ရှင်နေဆိုရင်ကျွန်တော်တို့ဘာအတွေ့ဖြစ်တယ်လဲဝိညာဉ်ရေးရာကိုကာယကုခန္ဓာအတွေ့ကိုပါကျွန်တော်တို့ဒီကောင်းခြင်းမင်္ဂလာဆိုတာအဲ့ဒီနေရာမှာပဲရှိတယ်ဘုရားသခင်ကကျွန်တော်တို့ကိုအောင်မြင်စေခြင်းတော့ဘုရားသခင်ဖြစ်တယ်ကျွန်တော်တို့ကိုကောင်းချီးပေးခြင်းတော့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ကိုကောင်းချီးပေးပြီးသားကျွန်တော်တို့ကမယူတတ်ဘူးဆိုရင်ကောင်းချီးဆုံးသွားလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားသခင်ကကောင်းချီးခံစားစေချင်လို့မောရှိကိုဘယ်လိုမှထားတယ်လဲအရာရာနဲ့အောင်မြင်မယ့်အကြောင်းနော်နှုတ်ကပတ်တော်ကိုသာစစ်နားထောင်ရှောင်းပါလက်ရဖဲလေဝဲမဲ့မလွေးနေကျွန်တော်တို့သူကိတော့အသက်ရှင်နေဆိုရင်ကျွန်တော်တို့ဒီဘုရားသခင်ကျွန်တော်တို့ပြင်ဆင်ဘုရားသခင်ကပြင်ဆင်ထားတဲ့ကောင်းခြင်းမင်္ဂလာပေါင်းများစွာကိုကျွန်တော်တို့အတွေ့အဖြစ်တယ်ဆိုတာကျွန်တော်တိုက်တွန်းရင်းလို့ဆိုရစေအားလုံးကျေးဇူးတင်တယ်အာမင်